ဒီနေ့အခုလုံးမဲ့ဥစ္စာကဥဂျေပရဏံနံပါတ်1ကိုလုံးနှာခေါင်းကနေပြီးတော့လေကိုဝအောင်ရှုမယ်ရှုပြီးရင်လေကိုဗိုက်ထဲမှာအောင့်ထားအဲ့ဒီအောင့်ထားတဲ့အချိန်မှာဗိုက်ကိုရသလောက်ချိတ်သွင်းထားပြီးတော့မေးနဲ့လေပင်းနဲ့ဖြည့်ကတ်ထားမယ်အောင့်ထားမယ်အဲ့ဒီအောင့်တဲ့ဥစ္စာက5စက္ကန့်ကနေပြီးတော့စက္ကန့်30အထိကိုနိုင်တဲ့အနေထားကိုစပြီးအောင့်ပြီးလို့ရှိရင်ပြန်လာမယ်ဗိုက်ပြန်ဖောင်းမယ်ဖောင်းပြီးလို့ရှိရင်ညာဘက်နှာခေါင်းပေါက်ကိုညာဘက်လက်မနဲ့ပိတ်ပြီးတော့ဘယ်ဘက်ကနေပြီးတော့လေကိုထုံးတယ်ရုပ်စာကို3ချိန်လုပ်ပြမယ်5ချိန်10ချိန်အထိလုပ်ပါလို့မှားထားတယ်3ချိန်ကိုလုပ်ပြပထမလုပ်ပြမယ်နော်ဒီလက်ကတိုက်တဲ့မူဒရာထားလို့ရတယ်ဘယ်မူဒရာဖြစ်ဖြစ်ထားလို့ရတယ်စမယ်နော်ဒီပန်တယ်ကိုစစ်လေကိုဗိုက်ထဲမှာအောင့်ထားတဲ့အချိန်မှာဒီညငါမှသို့လွတ်တဲ့ဥစ္စာညအိတ်တဲ့အချိန်မှာသို့လွတ်မိတဲ့ဥစ္စာပျောက်သွားပြီကင်းသွားပြီဆိုတဲ့စိတ်ကိုထားငါသို့တရားအပေါ်မှာတက်လာပြီဆိုတဲ့စိတ်ကိုထားအမျိုးသမီးတွေအနေနဲ့ငါရာသီလာတာမှန်ပြီငါမှအဖြူစင်းတာကင်းသွားပြီဆိုတဲ့စိတ်ကိုထားအမျိုးသမီးတွေအမျိုးသားတွေကာမစိတ်ကိုနိုင်စေတယ်ဒီဥစ္စာအဲ့ဒီစိတ်ကိုထားဒီဥစ္စာရဲ့အကျိုးကတလိပ်ယောဂပန်းနာနောက်ပြီးတော့အသက်ရှူလမ်းကြောင်းနဲ့ပတ်သက်တဲ့ယောဂအချင်းအခါမဟုတ်သေးတာအိုမင်းနာနောက်ပြီးတော့အမျိုးသားအမျိုးသမီးဓာတ်သဘောအားနေတာအဲ့ဒါတွေကိုကင်းစေ